ဆရာကလည်းနော်လူနာကိုစီးထိုးပေးရတော်တော်ပျော်နေတဲ့ပုံပဲပြုံးစီစီမဟုတ်ပါဘူးဟိုချစ်ချစ်ကြောက်နေတဲ့ပုံတွေကရေးစရာကောင်းနေလို့ပါကဲပါအဲ့ဆိုမကြည့်တော့နော်မကြည့်တော့ဟုတ်ပြီးတော့လေကျွန်တော်ကိုဆရာလို့မခေါ်ပါနဲ့ဆရာဝန်မလို့ဆရာလို့ခေါ်တာလေမဟုတ်ဘူးလေကျွန်တော်ကချစ်ချစ်ထက်တောင်အသက်တစ်နှစ်ပို့ပြီးတော့ငယ်သေးတယ်ကျွန်တော်28ပဲရှိသေးတယ်ဟိုကိုတူရလို့ခေါ်ရင်လည်းခေါ်ပေါ့ဟိုကျွန်တော်ကတော့ချစ်ချစ်လို့ခေါ်မယ်နော်တအိမ်တော့လည်းချစ်ချစ်လို့ခေါ်နေကြတာဆိုသူများအသက်ကိုလည်းခိုးကြည့်ထားသေးရဲ့နော်ဘယ်တော့ဆက်စုလိုက်လဲမသိဘူးချစ်ချစ်ကလည်းလှုပ်ပြန်ပြီစေကန်းလာပြတော့စေးစာကိုလှုပ်ရတယ်လေအဲ့မှာအသက်ရေးတာမဟုတ်ဘူးလားအော်ဟုတ်တာပဲနော်မာပါလို့မေ့ရောအားအော်အဲ့ဆိုကျွန်တော်စေးစာထုတ်လိုက်နော်ထုတ်ရမှာလားဟိုခါလေးတစ်ချက်လောက်ထောက်ထားပြီခါလေးဘာမှဖြစ်ဘူးခဏလေးပဲတိလိုက်မှာမဟုတ်အော်စပရစ်ဘရမဘာမှဖြစ်ပါဘူးစိတ်လေးလျှော့လာပြီနော်နာပါလားမနာပါဘူးမအဲ့လေတေးသေးလေးပြောင်းလာပြီဟာအဲ့တေးလေးရောနာလားမနာခဏတိတော့တိလိုက်မှာမဟုတ်တိကြလားတိကြရဲ့တိကြကြောက်တယ်ခဏလေးကြောက်လို့ဟောဒီစိတ်ရှော့နော်